လေးရှားမှာကွယ်လွန်သွားတဲ့ကောင်မလေးရဲ့သတင်းကိုကြားရတာတော့ဒီတငယ်ချင်းတယောက်ကနေပြီးတော့ Facebook မှာ share လိုက်တဲ့အချိန်မှာမြင်ရတာပေါ့နော်အခုကာလကလည်းအိမ်မှာနေရတဲ့ကာလဆိုတော့ခိုင်းတဲ့ပို့ပြီးတော့အလုပ်အားတဲ့အချိန်တွေမှာဖုန်းကိုပို့ပြီးတော့တုံးဖြစ်တယ်ဖုန်းပို့တုံးပြတဲ့ခါကျတော့သတင်းတွေကအမျိုးစုံပေါ့နော်ပို့ကြားရတယ်ပို့မြင်ရတယ်အဲ့ဒီအချိန်မှာတငယ်ချင်းကပြန်ပြီးတော့ဒီသတင်းကို share တဲ့အချိန်မှာကျွန်တော်မြင်ရတာပေါ့မြင်တဲ့အချိန်မှာဒီကောင်မလေးတို့ဖြစ်သွားတယ်ပေါ့လေဆိုတော့ဘာပဲပြောရေမေရချားမှာကိုမိသားစုနဲ့ဝေးပြီးတော့မိသားစုအတွက်အလုပ်လုပ်ရင်းနဲ့မှဒီလိုမျိုးကြုံရတယ်ဒီမျိုးအဖြစ်တွေဖြစ်ရတယ်ဆိုတာဒါကိုချင်းစာတက်မှဆိုရင်ဘယ်သူမှဆိုကိုချင်းစာလို့ရပါတယ်ရန်လည်းစိတ်မကောင်းဖြစ်မိပါတယ်ကလေးမလေးရဲ့ dead body ကိုထန်တလန်မြို့တဲ့ကိုပေးမဝင်ပဲနဲ့ဒီလမ်းမေးမှာပဲပေါ့နော်ဖြစ်တယ်လို့မြုပ်လိုက်ရတယ်ဆိုတဲ့သတင်းကိုရေးရတာမြင်တဲ့ခါကျတော့ကျွန်တော်နည်းနည်းစိတ်ဝင်စားသွားတယ်ဘာကြောင့်လဲပေါ့နော်လူတယောက်ရဲ့ dead body ကိုဘာကြောင့်လမ်းပေးမှာအဲ့လိုမျိုးပစ္စလက်ကမြုပ်လိုက်ရတာလဲဆိုတာကိုကျွန်တော်အရင်စိတ်ဝင်စားသွားတဲ့အချိန်မှာကျွန်တော်နည်းနည်းစုံစမ်းကြည့်ရမေးမြန်းကြည့်တဲ့အခါကျတော့တင်းလဲသူတို့တင်ထားတာလည်းအားလုံးသိမှာပါကျွန်တော်ဝင်ဖတ်ကြည့်လိုက်တဲ့အချိန်မှာဟိုကနေပြီးတော့မှခွင့်ပြုလို့ပေါ့နော်ဒီဘက်ကို dead body ကိုဒီ document အပြည့်စုံနဲ့ရောက်လာတယ်ပေါ့ရောက်လာပြီးတော့ဒီရန်ကုန်လေဆိပ်တောင်ဖြတ်ပြီးတော့မြို့တဲဟိုတောင်မှရောက်ခါနေပေါ့နော်ဆိုတော့ဒီမြို့တဲမှာရှိတဲ့တာဝန်ရှိလူကြီးမင်းတွေကဘာကြောင့်ပေးမဝင်လာလဲပေါ့နော်ကျွန်တော်အဲ့ဒါကိုနည်းနည်းတွေးမိတာပေါ့ဆိုတော့ဒီအခုချိန်ကကိုဗစ်ကာလဖြစ်တဲ့အတွက်လူကြီးမင်းတွေအနေနဲ့လည်းစုပ်ပြတ်ချက်အတွက်ကိုတော်တော်လေးဝင်လေးရမှာပဲပေါ့နော်ခက်ခဲရမှာပဲဆိုတော့နားလည်ပါတယ်ဒါပေမဲ့ဆိုလိုချင်တာပြောမလဲတရားသူကြီးမင်းတွေတောင်မှပေါ့နော်ဥပဒေဆိုပြီးတော့ဥပဒေကိုပဲလက်ခံထားပြီးတော့ဆုံးဖြတ်ချက်ကို decision ကိုချလို့မရဘူးသူ့ရဲ့စင်ကျင်တုံတရားနဲ့သူအလုပ်လုပ်ရတာပါဆုံးဖြတ်ရတာပါဆိုတော့ဒီကလေးမလေးလူတယောက်ပေါ့နော်လူတယောက်ရဲ့ dead body နောက်ဆုံးအချိန်ကိုဘာဖြစ်လို့အဲ့လိုမျိုးလမ်းဘေးမှာမြုပ်လိုက်ရတဲ့ decision မျိုးကိုချလိုက်တာလဲဆိုတဲ့ဟာမျိုးကျွန်တော်ကအယမ်းအံ့ဩတာပေါ့နော်ဆိုတော့ဒါမျိုးကမဖြစ်သင့်ဘူးလို့လည်းကျွန်တော်ထင်တယ်ပြီးလို့ရှိရင်ဒါကွယ်လွန်သွားတဲ့လူကိုမလေးစားရလဲကြတယ်လို့ကျင်းသူမိသားစုရဲ့စိတ်ထဲမှာလည်းတရားဖြစ်သွားနိုင်တယ်ကိုကတော့မရည်ရွယ်ပေမဲ့ပေးလိုက်တယ်လို့မျိုးဖြစ်သွားတယ်ပေါ့နော်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါကြီးကတခြားလူအနေနဲ့တော့မသိဘူးကျွန်တော်အနေနဲ့တော့ဒါကိုလက်ခံလို့မရဘူးပေါ့နော်ဆိုတော့ဒီသတင်းမှာလည်းသူတို့ရေးထားတယ်မြို့ထဲကနေပင်းဝင်လို့ရှိရင်ဒီတကြိုမဲ့ဒီတင်းချိုင်းပေါ့နော်တင်းချိုင်းကိုတခြားမြို့ပြင်တနေရာနေပြီးတော့ကွက်ဝိုက်ပြီးတော့သူတို့ဝင်လို့ရတယ်ဆိုတာမျိုးကိုလည်းလက်မခံမဲနဲ့သူကလမ်းဘေးမှာမြုပ်လိုက်ရတယ်ဆိုတော့အခုနောက်ဆုံးသတင်းတွေအရတော့ဒီကျင်းသူမိသားစုတွေစိတ်ကျဉ်အောင်ပဲသူတို့ပြန်ဖော်ပြီးတော့တင်းချိုင်းမှာမြုပ်ခွင့်ပေးလိုက်တယ်လို့တော့ကြားပါတယ်ဒါပေမဲ့ဘာပဲပြောကိစ္စတွေကတော့ဖြစ်သွားတာတော့ဖြစ်သွားပြီးပါပြီပေါ့နော်ဒါပေမဲ့ဒီလိုမျိုး decision မျိုးကိုနောက်ပြီးတော့ထပ်ပြီးတော့ကျွန်တော်ကမဖြစ်စေချင်ဘူးပေါ့နော်ဘာလို့ဆိုတော့ဒါဟာလူဘယ်လိုပြောမလဲလူသားမဆိုင်ရာကြားရလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ပေါ့နော်နောက်ဒါမျိုးအဖြစ်တွေလည်းဘယ်မိသားစုမှလည်းကျွန်တော်မကြုံစေချင်ဘူးဘာလို့ဆိုတော့ကို့မှာလည်းမိသားစုရှိရကို့မိသားစုအဲ့လိုမျိုးလုပ်နေကျွန်တော်လည်းမကြိုက်ဘူးဆိုတော့ဒါမျိုးဒီလိုမျိုးဘယ်လောက်ထိဖြစ်ခဲ့ပြီလဲဘယ်လောက်ထိဒီလိုမျိုးဖြစ်တွေရှိနေအောင်မှာလဲပေါ့နော်ကွယ်လွန်သွားတာတော့မှသေသွားတာတော့မှလမ်းမေးမှာဖြစ်လို့မြုပ်ရတဲ့အဖြစ်တွေကျွန်တော်တို့စစ်ပွဲမှာဆိုလို့ရှိရင်ကြုံမှုလိမ့်မယ်စစ်မြေပြင်ဖြစ်နေတဲ့တိုင်းသားနယ်မြေမှာဆိုလို့ရှိရင်ဒါအများကြီးကြုံမှုလိမ့်မယ်ဆိုတော့ဒါမျိုးတွေကကျွန်တော်ဘယ်လောက်ထိဆက်ဖြစ်နေအောင်မှာလဲဒါမျိုးတွေကျွန်တော်တို့ဆက်ပြီးတော့လက်ခံလို့လည်းမရတော့ဘူးပေါ့နော်လက်မခံသင့်တော့ဘူးကျွန်တော်တို့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့တော်သိပြီလို့ထင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်အနေကျွန်တော်သဘောထားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါမျိုးကြီးကမဖြစ်သင့်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲအကြောင်းမလို့ကျွန်တော် Facebook မှာ share လိုက်တာအဲ့ဒါပါပဲဟုတ်ဒါကျွန်တော်တို့ယုံကြည်သူတွေပြောနေကြတယ်မယ်ဖះလို့တော့ပဲပေါ့နော်ဆိုတော့လူတော်ဝန်ခံပါပြီးလို့ရှိရင်အများဆုံးစိတ်သက်သာရကြပါစေပြီးလို့ရှိရင်သူလည်းယုံကြည်သူသားသမီးတယောက်ဖြစ်တဲ့အတွက်ဖះရုပ်ွယ်မှာအေးချမ်းစွာရှိနေမှာပါယုံကြည်ပါတယ်ဆိုတော့ဒီကျန်းသူမိသားစုလည်းထုံနည်း၎င်းပဲယုံကြည်ပြီးတော့အများဆုံးစိတ်ခွန်အားတွေအများဆုံးရပါစေအားလုံးအဆင်ပြေပါစေဒီယောဂဘုရားနဲ့လည်းကြုံရပါစေဘုရားသခင်ကောင်းကြီးပေးပါစေလို့ကျွန်တော်ဒီကနေပြီးတော့ပြောချင်ပါတယ်